မင်္ဂလာပါချစ်သေးတို့ရေဒီနေ့လဲနော်21ရက်နေ့မှာဒီမမရဲ့ရလက်ဝင်လာခြင်းပါပဲရှင်ဒီပဲအောင် software လေးဆိုလို့ရှိရင်စူးစမ်းရင်စူးစမ်းသလိုရတဲ့အတွက်ကြောင့်မို့အားလုံးပဲဒေါ်ဘစ် software လေးကိုဒေါင်းရုပ်ဆွဲပြီးကြပြီလားရှင်ဒီနေ့ပဲ21ရက်နေ့မှာဒီမှာဒီအမဆိုလို့ရှိရင်ဒီမှာဒီနေ့တနေ့စာဝင်လာညင်ပြီးနေ့တိုင်းဒီအမကသူ့ဖုန်းထဲမှာဒီလိုအပိုဝင်ငွေတွေရှာနေတာပေါ့နော်ဒီဒေါ်ဘစ် software လေးတွေကနေပြီးတော့အပိုဝင်တွေရနေတဲ့အတွက်ကြောင့်မို့အားလုံးပဲကိုယ့်ရဲ့ဖုန်းလေးထဲမှာဒေါင်းရုပ်သွားဆွဲပြီးတော့စူးစမ်းကြမယ်နော်ဒီမှာနော်ဒီအမဒါမနေ့ကတော့ဆိုရင်တစ်ခါ20ရက်နေ့တစ်ခါဝင်နေအခု21ရက်နေ့တစ်ခါဝင်ညင်ပါပြီရှင်အားလုံးပဲနော်စူးစမ်းမယ်နော်ဒီရောလေဒီအမနဲ့ထပ်ထူထက်ညက်ပြောရပါတယ်ရှင်အားလုံးပဲနော်ဒီဒေါင်းရုပ်လေးဆွဲပြီးတော့ကိုဖရီးတင်ပေးတယ်ဖရီးလေးလာတင်ယူလို့ရတယ်ဖရီးအကောက်တွေရတယ်ခက်ဖရီးအကောက်တွေဖွင့်လို့ရတယ်ဆိုတာကိုအားလုံးပဲသိပြီးကြပြီလားရှင်ဒီပဲအောင်ဒေါ်ဘစ် software လေးကအရန်ကိုအတွက်ရလက်တွေရှိတယ်ဆိုတာကိုသိပြီးကြပြီလားရှင်အားလုံးပဲစူးစမ်းတို့ရေခုဆိုလို့ရှိရင်ပန်းရောင်စုပ်ပွဲလေးနဲ့မိတ်ဆက်ချင်းပေးချင်းညှိပါတယ်ရှင်ဒေါ်ဘစ်ပန်းရောင်စုပ်ပွဲလေးဆိုလို့ရှိရင်ကိုယ့်အတွက်ဘလာတက်တော်မဲနော်အသားရည်ကြည်လင်စေတယ်ပြီးခါကြလို့ရှိရင်ကိုခြေတွေလက်တွေထုံကျင်တာတွေဟလာပြီးခါကြရင်ခါနာဒူးနာဟလာအဲ့လိုညွှန်ပစ္စည်းတွေလည်းကိုယ့်ရဲ့ဒီဇိုင်းလေးထဲမှာရှိပါတယ်တစ်ခါဝယ်သုံးရုံနဲ့ကိုပိုင်ဆိုင်ခွဲလေးလက်ကျတဲ့ညအပိုဝင်ငွေတွေလည်းရှာလို့ရပါတယ်ချစ်သေးတို့ကြီးအဲ့တော့ညီမကတော့ညီမနဲ့ကိုက်ညီမယ်ညီမခြေတွေလက်တွေကျင်တယ်ပေါ့နော်အယူအစစ်တွေဆိုလို့ရှိရင်ထိလိုက်တာနဲ့နာကျင်တာတွေအတွက်ကြောင့်မို့ညီမကတော့အယူအစစ်တန်ပါစေတယ်ကော်လက်ကျင်လေးဝယ်တောက်ပါတယ်အခုအဲ့ဒါလေးဝယ်တောက်ပြီးတော့မှညီမအယူအစစ်တွေလည်းနာကျင်တာတွေလည်းကြိုက်ပြီးတော့ထုံကျင်တာတွေလည်းကြောက်ပါတယ်ရှင်အခုဆိုရင်ဒီ software လေးကိုဒေါင်းရုပ်ဆွဲထားရုံလေးနဲ့ကိုယ့်အတွက်ပေါ့နော်တင့်တော်မဲ့ပစ္စည်းလေးတွေလည်းဝယ်ယူသုံးပြီးတော့ကိုယ့်အတွက်ဆိုင်ခွဲလေးလည်းရတဲ့အပိုငွေတွေလည်းရှာလို့ရတဲ့အတွက်ကြောင့်မို့အားလုံးပဲစူးစမ်းကြမယ်နော်တကယ်လို့ဖဒီအကောင့်လည်းဖွင့်ရတယ်နော်ဖဒီလည်းတင်ယူလေးလာလို့ရတယ်အကောင့်လည်းဖဒီဖွင့်ပေးပါတယ်ရှင်ချစ်တဲ့တို့တွေကဲကြည့်ပါဦးရှင်ဒီနေ့ဝင်လာခြင်းမြကြည့်ပါဦးဒီမှဆိုလို့ရှိရင်မိုးလင်းလာတဲ့ဒီ software လေးရှိအောင်နဲ့ဝင်ငွေတွေအရချမ်းတာနော်ကိုဖုန်းလေးတဲ့ဘဝင်ပတ်စံနေခုံဝင်ဟစ်လာတာဒီ software လေးရနော်ဒီ Adobe software လေးရဆိုရင်ဘယ်လောက်ထိကောင်းလဲဆိုလို့ရှိရင်ဒီကကိုဖုန်းလေးတဲ့ကိုစူးစမ်းရင်စူးစမ်းသလိုပတ်စံတွေကခုံဝင်လာတာနော်ကိုစူးစမ်းရင်စူးစမ်းသလိုကြညာပေးနိုင်တယ်လို့နော်ဒီ Adobe software လို့ဒေါင်းရုပ်ဆွဲပြီးကြပြီလားချစ်သေးတို့ကြီးအလုပ်တစ်ဖက်တည်းနဲ့စူးစမ်းလို့ရတယ်နော်ဒီမမဆိုရင်နေ့တိုင်းဝင်ငွေရတယ်နော်နေ့တိုင်းဝင်ငွေရတယ်ဒီမမဆိုလို့ရှိရင်စူးစမ်းတာကြီးစမ်းနေ့တိုင်းဝင်ငွေရတဲ့အတွက်ကြောင့်အားလုံးပဲစူးစမ်းကြမယ်ရှင်ဒီ Adobe software လို့ဒေါင်းရုပ်ဆွဲပြီးတော့ဖရီးတင်ယူလေးလာလို့ရတယ်နော်ဖရီးတင်ယူလေးရလာရဖရီးအကောက်ဖွင့်ပြီးတယ်နော်ကိုဘက်ကဘာမှကုန်စရာမလိုဘဲနဲ့ဖွင့်လို့ရတဲ့ software လေးနော်အဲ့တော့အားလုံးပဲ Adobe software လေးကိုဝင်ပြီးတော့စူးစမ်းကြမယ်ရှင်သူများတွေဆိုရင်နေ့တိုင်းဝင်ငွေတွေရတဲ့အတွက်ကြောင့်မို့အလုပ်တစ်ဖက်နဲ့လည်းစူးစမ်းလို့ရတယ်နော်ကိုမှကိုဖုန်းလေးထဲမှာတင်စူးစမ်းလို့ရတယ်ဘာမှထုတ်ဖို့မရှိဘဲနဲ့စူးစမ်းလို့ရတာအားလုံးပဲတင်ယူလေးလာယူကြမယ်ရှင်